မင်္ဂလာပါခင်ဗျာကျွန်တော်တချင်းတစ်ကလေးနှစ်ပုတ် MTV ရိုက်ထားတာရှိတယ်စဉ်းစားလဲကြပြီပေါ့ခင်ဗျာနော်ဒါပေမဲ့ကျွန်တော်တကြံသားနီးနေတော့ကျွန်တော်တင်ရမှာနည်းနည်းလေးဟွာမိဘပြည်သူတွေကတကြံတချင်းတွေပဲနားဆွင့်ကျင်တယ်ဆိုရင်ကျွန်တော်ဒီ MTV ကအချစ်လွမ်းတချင်းလေးဖြစ်နေတော့စင်ပြေပါမလားလို့အဲ့ဒါစဉ်းစားနေတာအဲ့ဒါကျွန်တော်အကြံပေးအောင်ပေါ့ဗျာတင်ဆိုရင်လည်းကျွန်တော်တင်ပေးပါမယ်ကျွန်တော်တို့မိဘပြည်သူများကိုတင်ဆက်ဖို့အတွက်လေးလေးနက်နက်နဲ့ကျွန်တော်တို့တံမိုးထားပြီးတီးတီးချာချာ MTV ရိုက်ပေးထားတာဖြစ်တဲ့ခါကျတော့အဲ့ဒါလိုလေးလေးစားစားရိုက်ထားတဲ့ဟာလေးကိုတကြံပုံရင်းနဲ့ဖုံးသွားနှမျောစရာကြီးလေနော်အဲ့ဒါကြောင့်မလို့မိဘပြည်သူတွေကနားဆင်မှုအစင်းသင်မယ်တင်လိုက်ကွာဆိုရင်လည်းကျွန်တော်တင်ပါမယ်ခင်ဗျာသူကဒီတချင်းကကျွန်တော်တို့ရိုက်ခဲ့တဲ့တချင်းတွေထဲမှာတော့ထူးခြားမှုတစ်ခုရှိတာကရိုက်ကွင်းတွေကလည်းကျွန်တော်တို့တဘာဝတကယ်ရိုက်ကွင်းကိုတီးတီးချာချာစနစ်တကျတဘာဝတွေနဲ့ပဲရိုက်ပြီးတော့ MTV ဇလန်တပုတ်ကိုမှတချင်းအစ်စ်နှစ်ပုတ်နဲ့ထည့်ထားပေးတယ်အဲ့တော့တိချစ်သူပရိသတ်တွေတော့ကတော့ကျွန်တော်တို့တချင်းနှစ်ပုတ်ခံစားရမှာဖြစ်ပါတယ် MTV ဇလန်ကတော့တခုတည်းပေါ့ပြီးတော့ကျွန်တော်တို့ဇလန်တိုလေးလို့ကျွန်တော်တို့ဒန်လော်လေးတွေနည်းနည်းပြောထားတာလေးတွေရှိပါတယ်အဲ့ဒါမျိုးလေးတွေလည်းပါပါတယ်အဲ့တော့တချင်းကနည်းနည်းနှစ်ပုတ်ကိုမှဇလန်လေးလို့ရိုက်ထားတာဖြစ်သည့်အတွက်နည်းနည်းရှည်တယ်ပေါ့နော်တချင်းလေးနည်းနည်းရှည်တယ်မိဘပြည်သူများအနေနဲ့ဖုန်းမေတွေကုန်သွားတယ်လို့ဖုန်းဒေတာတွေကုန်သွားတယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လိုက်ပါနော်ကျွန်တော်မပေးဘူးနော်ကျွန်တော်ပတ်စံမပေးဘူးနော်တခါတည်းပြောထားတာကျွန်တော်စီကိုဆက်သွယ်လိုက်ဒါပေမဲ့ကျွန်တော်မပေးပေမဲ့နီးတဲ့နေရာက Wi-Fi ရှိတဲ့နေရာကိုသွားကြည့်နော်တန်စေရမယ်ပြောချင်တာတန်စေရမယ်တဘာဝတွေအစ်စ်တွေကိုမြင်ရမှာဖြစ်တဲ့အတွက်တန်စေရမယ်ပြီးရင်ကျွန်တော်ကိုကွန်မန့်လေးကိုရေးနိုင်ပါတယ်ဘယ်လိုရေးရမလဲဆိုရင် MTV လေးကြည့်ပြီးသွားပြီဆိုရင်မိဘပြည်သူတွေရဲ့ရင်ထဲမှာရှိတဲ့အတိုင်းတန်တယ်မတန်ရင်မတန်ဘူးနော်ပြီးရင်ကြိုက်ရင်ကြိုက်တယ်ကွာမကြိုက်ရင်လည်းကြိုက်တယ်ကွာဒါလေးတော့ပြောပြီးမကြိုက်ရင်လည်းကြိုက်တယ်ကွာလို့ပြောပြီးကျုပ်ကပင်မလှုပ်တာလားနေဘူးကြီးရိုက်ထားတာပင်မနဲ့လीအဲ့ကြတော့ခမရတို့ရဲ့ကြိုက်တယ်ကွာဆိုတော့ကျွန်တော်နည်းနည်းမောပြေတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ခုရိုက်ကူးထားတဲ့တချင်းလေးကမိဘပြည်သူတွေနဲ့တသားတည်းကြကောင်းကြနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တည်တည်ချာချာရိုက်ကူးထားတဲ့အပြင်မေတ္တာစေတနာတွေရောနှောတွေအကုန်ထည့်ထားပါတယ်ဘဝမောတွေပြေပါစေလို့မျက်စိပတ်တာလေးတွေဖြည့်ပြီးတော့လွမ်းစရာသူတွေလည်းလွမ်းပြီးတော့အဲ့ဒါအေးရောလားလွမ်းနော်လွမ်းတဲ့သူတွေကတော့လက်ပံမွင့်ကြွေလဲလွမ်းနော်လေတိုက်တာလဲလွမ်းနော်မြစ်ထဲမှာသင်္ဘောကြီးဖြတ်သွားလဲလွမ်းလှေကြီးဖြတ်သွားလဲလွမ်းနေတတ်တဲ့သူတွေကလည်းရှိသေးတယ်အဲ့လူတွေခင်ဗျားတို့လွမ်းအဲ့ဒါခင်ဗျားတို့ကကျွန်တော်လက်ဆောင်နော်နွေရာသီအလွမ်းလက်ဆောင်တွေကျွန်တော်ခန်းစားပြီးတော့ရိုက်ကူးထားပါတယ်အဲ့ဒီမှာရိုက်ကူးတဲ့အခါမှာကျွန်တော်မျက်နှာလေးတွေပါတယ်ဗျာအဲ့တော့ပါတဲ့ခါကျတော့ကျွန်တော်အသက်ကြီးပြီလေကျွန်တော်အရွယ်ပြောရမယ်ဆိုရင်အရွယ်ကျပြီအဲ့တော့ခမရတို့မလှလဲလှတယ်ပြောမချောလဲချောတယ်ပြောဒါကျွန်တော်ခမရတို့ရဲ့ရင်ထဲကရှိတဲ့အတိုင်းကွန်မန့်ပေးနိုင်တယ်မလှလဲလှတယ်နော်အဲ့ဒါလေးတော့ပြောပြီးနော်အဲ့ဒါမှကျွန်တော်လည်းစိတ်ချမ်းသာမှာနော်ခမရတို့လည်းစိတ်ချမ်းသာမှာလीနော်နှစ်ယောက်လုံးစိတ်ချမ်းသာအောင်မလှလဲလှတယ်မကောင်းလဲကောင်းတယ်ပြောနော်ဒါကျွန်တော်မှားခြင်းတဲ့အချက်လက်လေးတွေပါနော်နောက်ဆုံးတချင်းကြည့်ပြီးသွားပြီဆိုရင်ခမရတို့လွမ်းနေဆိုရင်လွမ်းတတ်တဲ့သူတွေအတွက်လည်းလှုပ်ပေးလိုက်အောင်နော်မန်းရှင်ခေါ်ရင်ခေါ်ရီးသားဟောင်းမန်းရှင်ခေါ်ရင်ခေါ်နော်ကိုချစ်တဲ့ကောင်မလေးကိုမန်းရှင်ခေါ်ရင်ခေါ်လို့ရတယ်ဒါမှမဟုတ်ရင်ရှယ်လိုက်နော်ကျွန်တော်တချင်းကိုသူတို့တွေကြည့်ပြီးတော့နော်မိဘပြည်သူများခံစားနေရတဲ့ခံစားမှုနဲ့ထပ်တူရစေရမယ်နော်10ယောက်ကြီး10ယောက်လုံးထပ်တူရစေရမယ်ဒါကျွန်တော်အာမခံတယ်အဲ့တော့ကျွန်တော်တို့တွေဒီနွေရာသီနဲ့အတူလွမ်းပြီကျွန်တော်လည်းလွမ်းတယ်ကျွန်တော်အဲ့ဒီချင်းမှာကျွန်တော်လွမ်းတယ်ကျွန်တော်တော်တော်လွမ်းပါတယ်နော်ကျွန်တော်ဝတ်စားဖို့တွေလည်းတော်တော်ကုန်သွားတယ်နော်ပြီးကြတော့ကျွန်တော် MTV ရိုက်ခ
ဒိုင်တာကြီးကျွန်တော်တော်တော်ကုန်သွားတယ်နော်ကျွန်တော်တရုတ်ဆောင်ကားတွေကျွန်တော်ရိုက်ကူးရေးအတွက်စက်တင်နေကျွန်တော်တော်တော်ကုန်သွားတယ်အဲ့ဒါကျွန်တော်တို့တချင်းတွေနားထောင်ခဲ့တဲ့မိဘပြည်သူတွေရဲ့နောက်ထပ်နားထောင်အောင်မဲ့မိဘပြည်သူတွေကိုကျွန်တော်တင်ဆက်တာမြေတာစေတနာနဲ့တင်ဆက်တာကုန်းချင်းကုန်းပိတ်တွေကျွန်တော်ကောင်းကောင်းရိုက်ပေးပါဆိုပြီးကျွန်တော်အဲ့လိုပြောပြီးတော့မှရိုက်ကူးခဲ့တာအဲ့တော့ဒီနေရာမှာပဲကျွန်တော်ဒီကုန်းချုပ်ရင်းပြောပြရစီတချင်းနှစ်ပုတ်တင်းရေးဆရာတွေကတော့ဘာတူလဲဆိုတာအဲ့ကြမှာကိုယ့်ဘာကိုကြည့်ကြတော့เนาะကျွန်တော်တင်းရေးဆရာနာမည်တွေကျွန်တော်ထုတ်ပြောရမယ်ဆိုရင်တော့အဲ့ဒါခွန်ရသားသမီးတွေက2ယောက်ဗျာ2ယောက်เนาะသူတို့2ယောက်ကခမရအဲ့ဒါယောက်ျားလေးတွေဗျာတင်းရေးဆရာเนาะအဲ့ဒါပြီးကြတော့ဒီတချင်းကိုကျွန်တော်ဆိုတဲ့အချိန်မှာကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ပြောရင်းဆိုရင်ကျွန်တော်မျက်ရည်ကျခြင်းတယ်လွမ်းနေတော်တော်လွမ်းသွားတယ်ဒါလေးတော့ကျွန်တော်အာမခံတယ်ခင်ဗျားတို့လွမ်းသွားစေရမယ်เนาะအဲ့တော့ရင်ထဲကရှိတဲ့အတိုင်းရေးလိုက်ပါကဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြံပါခြင်းနဲ့ပြည့်စုံကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေခင်ဗျာကဲ